ကမ္ဘာပေါ်မှာကြားဖြန့်လုပ်ငန်းတွေကြောင့်ဆုံးရှုံးခဲ့ရတဲ့ငွေကြေးပမာဏကိုပေါင်းလိုက်ပြီဆိုရင်ဒေါ်လာ1 trillion အထိကိုရှိနေပြီဆိုတာကိုသိကြလားအခုဆိုရင်ကြားဖြန့်လူလင်ကိုင်းတွေကကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်ဒီကမ္ဘာလုံးမှာနေရာယူနေပြီးတော့ကြားဖြန့်တွေရဲ့လက်ကနေလွတ်တဲ့သူဆိုတာမရှိတော့တဲ့အထိကိုစိုးရွားလာနေပါပြီဒါကြောင့်ဒီဗီဒီယိုထဲမှာကြားဖြန့်တွေဘယ်ရစပြီးပေါ်လာခဲ့တာလဲကြားဖြန့်တွေရဲ့ရည်ရွယ်ချက်ကပါလေကြားဖြန့်တွေကြောင့်ဖြစ်လာတဲ့ဆုံးရှုံးမှုတွေနဲ့ကြံတဲ့ဗဟုသုတတွေအကြောင်းကိုပြပြပေးသွားမယ်အခုနောက်ပိုင်းနှစ်တွေမှာတရုတ်နဲ့အမေရိကန်စီးပွားရေးနိုင်ငံရေးနည်းပညာဘက်ပေါင်းစုံကနေပြိုင်ဆိုင်နေကြတယ်ဆိုတာကိုကျွန်တော်မပြောလဲအားလုံးသိပြီးသားဖြစ်မှာဒီပြိုင်ဆိုင်မှုတွေထဲမှာကျွန်တော်တို့အားလုံးထင်မထားတဲ့တရုတ်ရဲ့လက်ကွက်တစ်ခုရှိနေတယ်အဲ့ဒါကတော့ကြားဖြန့်ပါပဲအခုဓာတ်ထောင်နေတဲ့လူတွေလည်းဒီလိုကြားလိုက်တာနဲ့ကြားဖြန့်နဲ့အမေရိကန်ကနည်းနည်းအလန်းဝေးသလိုခံစားရလိမ့်မယ်တော်တော်များများကတော့ဒီကြားဖြန့်လို့အတန်ကြားရင်ဒီအရှေ့တောင်အာရှပေါ့နော်ဒီကျွန်တော်တို့မြန်မာနိုင်ငံပြီးတော့ကမ္ဘောဒီးယားဖိလစ်ပင်းထိုင်းအဲ့လိုနိုင်ငံအရှေ့တောင်အာရှနိုင်ငံတွေကလူတွေအလိန်ခံရတဲ့သတင်းလောက်ကိုပဲအရင်ဆုံးပြေးမြင်မိကြတာအမေရိကန်ဘက်ကသတင်းဆိုရင်တော့တိတ်မသိကြဘူးပေါ့နော်လက်ရှိအမေရိကန်နိုင်ငံမှာကြားဖြန့်ကြောင့်ဖြစ်နေတဲ့ပြဿနာတွေကတော်တော်လေးကိုကြီးတယ်လို့ပြောလို့ရတဲ့အနေအထားကိုရောက်နေပြီဒေတာနဲ့မျက်လုံးနဲ့မြင်အောင်ပြောရရင်တရုတ်တွေကကြားဖြန့်နေမှာတဆင်အမေရိကန်နိုင်ငံရဲ့နည်းပညာသတင်းအချက်အလက်တွေကိုခိုးယူမှုပေါင်း2000ကျော်လောက်ကိုရှိနေတယ်လို့သိရတယ်အဲ့ဒီထဲမှာအမေရိကန်ရဲ့အဓိကကျတဲ့ဒီသုတေသနလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေဒီစစ်ဘက်ဆိုင်ရာအချက်အလက်တွေကနေစပြီးတော့ပညာရေးစနစ်တွေအထိအကုန်ပါတယ်နာမည်တက်ပြောရရင်ဒီ NASA ပိုင်တဲ့ဒီ software တွေ Apple နည်းပညာတွေ Google က AI အချက်အလက်တွေကိုတရုတ်အစိုးရနဲ့စစ်တပ်ကတော်တွေစီကိုပေးပို့ပါတယ်ဒီချက်လက်တွေအကုန်လုံးကအခုပြောနေတဲ့ကြားဖြန့်နေတဆင်ရယူသွားတာတွေကြီးပါပဲဒီလိုနိုင်ငံရေးချက်လက်တွေမကသေးတာက2024ခုနှစ်တစ်နှစ်ထဲမှာပဲကြားဖြန့်ကြောင့်အမေရိကန်နိုင်ငံမှာငွေကြေးဆုံးရှုံးမှုဒေါ်လာဘီလီယံအထိကိုရှိတယ်ဒီပမာဏတွေကအရင်နှစ်တုန်းကဖြစ်ခဲ့တဲ့လိမ်လည်မှုတွေနဲ့ရှင်40%ကျော်လောက်အထိကိုများနေပြီးတော့မူရစ်စေးရောင်းဝယ်မှုနှီးပါးလောက်ကိုများနေတာပါဒါပေမဲ့အမေရိကန်မှာဒီလိုဖြစ်နေတာတဲ့အကုန်လုံးကကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်ရှေ့တောင်အာရှကြားဖြန့်နေအားလုံးနဲ့ချိတ်ဆက်နေတယ်ဆိုရင်ရောယုံလားမသိဘူး